မှာဒါကတော့သူကမလုံနဲ့မရဘူးဒီကျွန်တော်တို့ဒီဂီတဘက်ကိုတော့ခင်ဗျားတို့လာမရှုံနဲ့အဲ့အယုတ်လိုင်းဘက်ကကောင်းနေခုကလည်းကြိုးပြောထားမယ်ကျွန်တော်တွေ့ရင်အမြင်တော့ကျွန်တော်ပြောမှာပဲဒါပဲအဲ့တော့ကျွန်တော်တို့ဒီဟိုခုဆရာစောဘွက်မူရဲ့ဒီရေးပြီးတော့ခုထွင်းနေဆရာထွင်းနေပြန်ဆိုထားတဲ့ပဲ့ကိုင်းဆိုတဲ့တချင်းတွေကိုကျွန်တော်ဒီနေ့နည်းနည်းလေးပြောပြပါမယ်နော်သူကစလာခဲ့ဒီ piano only လေးနဲ့နော် piano only တဲ့သူကခေါ်လေးတွေကခေါ်ပြီးရေစိုးယူပါဦးဗျာကျွန်တော်တို့ကဒီဒီ C key က related minor key ဖြစ်တဲ့သူက A minor ကိုယူထားတာ A minor ပေါ့နော် A minor ကိုမှသူတီးတဲ့ piano ပုံစံမျိုးကဒါမျိုးလေးလာပါပေါ့အဲ့ပြီးတော့ sorryဒီဘောtension dissonance တန်ဖြစ်တဲ့နှုတ်တလုံးကပါလာအဲ့သူကဒီဘောအဲ့ထဲမှာတေချာနားထောင်ကြည့်လို့ရှင်သူအမတ်ယူမရိုးရှင်းမှုလောက်ကြီးသူယူသူစားတာအမတော့မဒီအမတော့အဲ့ melody လေးဗျဒီဘောကျွန်တော်တို့ minor major 7ဟိုသူကဒီဘောဒီ A minor key တွေအတွဲမယ်ဆိုလို့ရှိရင်ဆိုတော့ဒါဒီ A minor key တွေအတွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ minor key ရဲ့ harmonic minor key ကိုသူယူထားတဲ့သဘောမျိုး minor major 7အမျိုးသူကဒီလိုမျိုးကင်သွားနော်harmonic minor skill ကိုသူယူထားပြီနော်ဒါပေမဲ့ဒီဟိုမုတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ aeolian ပဲ do re ma fa so si da do ဟဲ့ဒီဟို1 2 3 1 1 2 flat 3 4 5နောက်ပြီး shift 5နောက်ပြီး flat 7 1ဆိုပြီးတော့ပြန်လာတယ်ဒီအဲ့ဒါ neutral minor skill ကိုသူယူထားပြီနော်ဒီလိုမျိုးယူထားပြီနော်အဲ့မဒီ natural 7တို့ကြီးပါလာတဲ့အတွက်ကြောင့်flat 7မဟုတ်တော့ဘူးเนาะဒီ natural 7နှုတ်ကြီးပါလာတဲ့အတွက်ကြောင့်ကျွန်တော်ကဒီ harmonic minor scale aeolian natural 7မဟုတ်ပဲဒါပဲအဲ့ဒီဇုံနဲ့တန်အဲ့တန်ပါလာနောက်ပြီးသူဝင်လာပါနောက်ပြီးအဲ့လိုလေးဖြစ်သွားမှာနားထောင်ကြည့်လိုက်အောင်ကျွန်တော်တို့ချက်ကြောင်တောင်လေးနော်အဲ့မျိုးလေးသူကဟုတ်ရနောက်တစ်ချက်ပဲအဲ့မှာကျတော့ तू က natural minor skill ပြောင်းသွားတယ်။ EU အဲ့ဒီ minor နဲ့ဒါဒီဟို5 shape chord ဖြစ်တယ်5 shape chord ထုံးဖြစ်တယ် EU ယူသွားနော်အဲ့ EU ယူသွားတယ်နောက်ပြီးဆက်ထားတော့ကြည့်ရလို့အဲ့ဒါ counter point harmony ပဲကျွန်တော်ကပထမ line မှာစပြီးတီးတာသူကနောက်တစ်ခေါက်ကျတော့လူဖြစ်သွားနောက်တလိုင်းကဝင်လာတာ
အဲ့လိုမျိုးကြီးသူကဒီ harmony line တွေအဲ့လိုမျိုးခွဲထုတ်သွားတာသူကဒီပထမဒီကော့တည်းသူအမှန်တော့ဒီ piano မှာဆိုလို့ရှိရင် left hand နဲ့ right hand သူကတီးလို့ရတာပေါ့ဂီတာမှာကျတော့ကျွန်တော်မတီးတတ်ဘူးအဲ့လိုမျိုးအဲ့တော့တလိုင်းချင်းစီပဲကျွန်တော်ကြည့်ကြည့်အောင်နော်တို့နောက်ပြောအဲ့လိုလေးဝင်တာလေနားထောင်ကြည့်အောင်လို့လှောက်လာပြလှုပ်သွားတာလေclassical အဲ့ classical ကိုတော့ကျွန်တော်မတီးတတ်ပါဘူးဟိုလေ့ကျင့်ယူရမှာ तू fingering နေတာ तू อ่ะဒီဟိုဟာတွေက classical တီးမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလက်ကိုဘာမှဒီပုံမတော့ထောက်ထားလို့မရဘူးဒီလိုထားရမှာလက်ကိုလွတ်လွတ်လပ်လပ် freedom ထားအဲ့လိုဒီရတာမတီးတတ်ဘူးမဟုတ်ဒီဘယ်ကျိုးတွေကိုတီးပါလဲဆိုတော့သိတယ်အဲ့တော့ကျွန်တော်တို့ဒီဟွာလေးကိုပဲဒီခေါ်လေးတွေပဲကျွန်တော်တို့လိုက်ပြီးတော့ chord progression ကျွန်တော်တို့ကြည့်ကြည့်အောင်နော်အဲ့ဒါလေးနော် for sure ပေါ့ဗျာကျွန်တော် for sure လေးတော့လိုက်တီးလို့ရပါတယ်အဲ့တော့ခေါ်ရတာပဲနော်ဒီ A minor ပေါ့ A minor ရဲ့ဟိုသူကနှစ်ပါးလောက်ယူထားတာ1 2 3 4 1 2 3အဲ့ D minor နဲ့ G ရဲ့ F ရဲ့ E ရဲ့ဒါဒီနောက်ဟိုကြတော့ progression အဲ့လိုမျိုးလေးပဲသွားပါသူကနော်ဒီ A minor scale ကဒီ natural minor တွေကဟာပဲယူသုံးတာနော် G F D စက home ဆန်နာခီကတော့ C ပေါ့အဲ့တော့ပြန်လာတော့ကြည့်အောင်လို့ဒုတိယတစ်ခေါက်ကလည်းအတိုင်းပဲနော်အဲ့ဒါပဲဒုတိယတစ်ခေါက်ကလည်းအတိုင်းပဲအဲ့မလာပြီနောက်တဲ့ harmony နဲ့သူကဒီ chord က A minor ပဲမဟုတ်တော့ဘူးသူကဒီနောက်ကဒီဟိုအနေနဲ့ဒီ orchestra မှုတွေအတိုင်းပဲသူကဒီနောက်ဒီ brass တွေပါမယ်လေမုတ်တူရီယာတွေနဲ့ဘာညာအဲ့လိုမျိုး line တွေအများကြီးခွဲထုတ်လို့ရှိရင် harmony ခုကကျွန်တော် harmony တောင်ပြပြပြကြားရတာသူကလာမီဆိုလာမီလာအဲ့လိုမျိုးကြားတေချာနားတော့ကြည့်အောင်နော်ဒီအဲ့ဒီမှာသူကဘီဟိုရောက်သွားတဲ့ဟာကိုသူကဖက်စီအနေနဲ့ယူသွားတဲ့ chromatic sequence ပေါ့အဲ့ကောင်ကအဲ့တော့ဒီလိုဖြစ်သွားမှာသူကလိုက်တီးကြည့်အောင်ကျွန်တော်တစ်ချက်နော်အဲ့မဲ့သူက base ကအတိုင်းဝင်ပေးထားတာအဲ့ဒါဒီharmony minor scale ဒါဟို natural minor scale ရပါပဲ E ရဲ့ F ရဲ့သူကဝင်ထားတာနော်တခြားနားတော့ကြည့်အောင်နောက်တစ်ခေါက်ကြတာမတူတော့ဘူး
အဲ့ဒုတိယတစ်ခေါက်ကိုကျွန်တော်နားထောင်ကြည့်အောင်ဒုတိယတစ်ခေါက်ကြာဒီလိုဖြစ်သွားတယ်ဒီအောက်ကလိုင်းကို chromatic sequence လေးကိုသူရဆရာဆိုးဝဲမှုကလေခင်ဗျာဘယ်တော့ဒီအဲ့လိုမျိုးဘယ်လိုခေါ်မလဲခေါ်တာဘော harmony ပေါ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေကိုလုပ်တာတွေရလေခင်ဗျာတကယ်ကျွန်တော်တို့ဟိုသူပြည့်တဲ့နန်းတော်ကြီးနဲ့ရောက်သွားတဲ့အတိုင်းပဲအဲ့လိုမျိုးနားထောင်လိုက်ရတာဒီဒါဆိုရင် opera music လို့ကျွန်တော်ခေါ်ပါလိ harmony တွေအများကြီးနဲ့သူသွားတာလေကျွန်တော်ကြားတာတော့ဒီတစ်လိုင်းလောက်ပဲကျွန်တော်ကနားထဲမှာဒီကျွန်တော်တို့ကြတော့အသုံးကြတော့အဲ့လိုမျိုးဟိုဟာဖြစ်တာပေါ့ဒီတစ်လိုင်းပဲကျွန်တော်က main line ကိုပဲကျွန်တော်ကနားထဲမှာကြားရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့လူဖြစ်သွားပြီဗျာဒုတိယတစ်ခေါက်အဲ့မြေကြီးပေါ်လဲလင်းဒီထန်ကနှိမ့်ဆက်လို့ရနေရဟာလှင်းငယ်အကွက်လင်းဒီတွေထန်ကနှိမ့်ဆက်လို့အကွက်ဒုတိယတစ်ခေါက်ကြာအဲ့ဖြစ်သွားသူကအဲ့လိုလေးဝင်သွားမှာလင်းဒီတွေထန်ကနှိမ့်ဆက်လို့ရလင်းငယ်အကွက်အဲ့အီယိုကသူကဝင်သွားတာနော်ပြန်တိကြည့်အောင်အဲ့ chorus ပဲကတော့ you see တဲ့ကိုဝင်ချသွားတာ basic ကဲသူပဲလို့ပြန်လဲအဲ့ဒါ you လေးပါပဲနော်အမှန်တော့ဗျာ तू ကဒီဆရာဆိုးဘက်ကိုရေးလိုက်တဲ့တခြင်းအများစုမှာကျွန်တော်စဉ်းစားကြည့်ရပါလေ तू ကဒီ harmonic minor scale ရဲ့ Aeolian မှုပဲကို तू ကတော်တော်လေးကိုသုံးထားတာတွေဟိုတွေ့ရတယ်အဲ့လိုမျိုးပေါ့ तू ခန်းခန်းနာနာကြီးတွေတခြင်းရေးမယ်ဆိုလို့ရှိရင်ဒီ harmonic minor scale ကအရန်ကိုဟိုအသုံးတဲ့ပုံစံမျိုးအခုဆိုလို့ရှိရင်ဒီတခြင်းဆိုခန်းခန်းနာနာကြီးဗျအဲ့လိုမျိုးကြီးဟိုတခါလဲကျွန်တော်ဗာလဲဟိုတချင်းတပုတ် review လုပ်ပါသေးတယ်အဲ့တချင်းထဲမှာလည်းအဲ့လိုပဲသူကတော့ဆက်နာတော့ကြည့်အောင်သူအဲ့ဒါလေဒီဟောပေါ့ကျွန်တော်တို့ငယ်တော့ကြည်ဘူးတဲ့ Tom and Jerry တွေကတီလုံးလေးတွေကိုတော်တတိရသူကတောင်းသူကဒီဟောပေါ့ကျွန်တော်ကဒီအတန်ပေါ့အတန်12တန်ပေါ့12တန်ရှိတာဒီ major scale မှာဆိုလို့ရှိရင်တော့ကျွန်တော်9တန်ပေါ့ဗျာ diatonic ဟောပေါ့ diatonic scale မှာဆိုလို့ရှိရင်9တန်ဒါပေမဲ့ chromatic scale မှာဆိုလို့ရှိရင်12တန်အဲ့12တန်ကိုဆရာစောဝဲမူလို့ဆရာငှက်ကြီးတွေပါတော်တော်နားလဲသွားပြီဗျအကုန်အလွတ်ကိုရှာပါတယ်ပုံစံမျိုးနားထဲမှာလေအဲ့12တန်ကိုသူတို့ကတိုင်းသမားတွေစကားတွေပြောမယ်ဆိုလို့ရှိရင်လုံးဝပေါက်မြောက်သွားပြီအဲ့လိုမျိုးပေါက်မြောက်သွားပြီဆိုတော့အထာမျိုးအဲ့လိုမျိုးလောက်သွားတာအဲ့တော့ဒီနောက်ကဟာတွေကတော့ကျွန်တော်မတီးတော့ပါဘူးမတီးလည်းမတီးတတ်ဘူးဒီ classical ကြီးကြတော့ခု chord progression ကအဲ့ဒါပဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြတယ်ဒီ line ပေါ်မှာတွေ့နေတာကြတော့ဒီ progression အစုံမပါဘူးဒီလိုမျိုးအဲ့အမျိုးပေါ့အဲ့အမျိုးတွေကြတော့ဒီတချင်းဟိုဟာတွေမှာကြတော့ notes ကြီးရတာနည်းနည်းလက်ပေါက်ကတ်လို့လားမသိဘူးအဲ့လိုမျိုးထည့်ပေးသူတို့ chord progression တွေထည့်ပေးတာ A minor D minor G F E ဆိုပြီးအဲ့လိုမျိုးပဲသွားတာအမှန်အဲ့လောက်ကြီးမျိုးရှိဘူးဗျတချင်းอ่ะစပြီး intro ဝင်လာတဲ့အဲ့လိုမျိုးလို့ခေါ်မို့ဒီ A minor အဲ့တန်းဒီအောက်က flat ဟို flat 3ပေါ့ minor တက်လုံးပေါ့ A minor တက်လုံးကို तू ကယူအဓိကဇောင်းပေးထားတာအမှန်အဲ့လို A minor တက်
နောက်ဒီဟိုမှာလဲ A minor major 7ပေါ့အဲ့အတိုင်းအဲ့ဒါမှလည်း flat 3ပဲလေ A minor major 7 guide ထုံးရ flat 3က minor ရဲ့ guide ထုံးရဒါပဲသူကနောက်ပြီး A minor ဒီမှာကျတော့ D minor ပြောင်းသွားတယ်ဒါအဲ့ဒါကိုသူကဒီလိုယူတာသူကဒီလိုယူတာအဲဒီလိုလေးဝင်လာအဲ့ A minor ပဲပြောင်းဝင်တယ်နော်ပြီးတော့ဒီ neutral minor skill အဲ့ပြီးတော့သူကဒီလိုလေးလာအဲ့နေရာမှာကျတော့ဒီဟိုပေါ့ဒီ classical သမားတွေအကြိုက်လေသူနောက်ပဲရဲဘလူးစိတ်ထဲမှာလေဒီထူးဆန်းဆန်းကြီးဖြစ်သွားတာအဲ့လိုမျိုးဒီကျွန်တော်ကငငယ်ကအဲ့လိုမျိုးဒီ orchestra ပုံစံမျိုးတွေတိတ်ပြီးတော့မကြားခဲ့ရဘူးတိတ်မကြားWT ကောပါလေပေါ့အဲ့လိုမျိုးပေါ့ဒီ piano တော့ဟဲ့ဆိုတီးတတ်တယ်တီးတယ်ကျွန်တော်ကအဲ့လောက်ကြီးမကြွအောင်မတီးတတ်ဘူးဒီအဲ့လိုမျိုးနော်အဲ့တော့ဒီလိုဒီခေါ်လေးတွေပဲတလိုင်းချင်းစီပဲကျွန်တော်ဖြတ်ပြီးနားထောင်တာအဲ့လိုမျိုးဒီတဲ့ပေါ့ဗျာ classic အဲ့တော့ဒါပါပဲဒီရှင်းနေရအဲ့ပဲ့ကြရောဒါ B chord progression ဘယ်လိုရှိရဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြတာပါเนาะအဲ့တော့